အားလုံးပဲမင်္ဂလာပါခင်ဗျာ football game ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အချိန်ကာလတစ်ခုကြာအနားယူသွားတော့ပဲဂိုးပတ်မှာချက်စီတင်တော့ကတော့ဆုံးခံငှက်တင်တာပါပဲအဲ့စကပုံနဲ့မလွန်တော့သေးလို့တခြားစကပုံတစ်ခုနဲ့ခိုင်းနိုင်ပြီးတော့ပြောရမယ်ဆိုရင်ကန်ဆိုးမှသွားရမိုးလိုက်လို့ရွာဆွဲစကပုံလုံးဖြစ်နေတာပါဘာလို့လဲဆိုရင်တော့ချက်စီတင်အားထားတဲ့တိုက်စိတ်စားမဖြစ်သူဂိုးပတ်မှာဟာခဏတာအနားယူသွားမယ်ဒဏ်ရာပြဿနာမျိုးမဟုတ်ပဲအချိန်ကာလတစ်ခုကြာလောက်ထိအနားယူသွားဖို့ရှိနေခဲ့တဲ့ဒဏ်ရာပြဿနာမျိုးရင်ဆိုင်နေကြရတဲ့အတွက်ကြောင့်ပါအစားတော့ကိုပမာခဏတာလောက်ပဲအနားယူရမယ်ပြဿနာဒဏ်ရာလောက်သာရှိထားခဲ့တယ်လို့သိထားခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ခုကမှတော့အင်္ဂလန်သားတိုက်စစ်စားမှာအရင်လိုတစ်ပတ်နှစ်ပတ်လောက်ပဲအနားယူရမယ်ပြဿနာမျိုးမဟုတ်တော့ဘဲနဲ့တလာခွဲ2လလောက်ထိအနားယူသွားတော့မှလည်းဖြစ်ပါတယ်။ဒါချက်စီတင်တော့ကန်ဆိုးချင်းတွေရဲ့အစလာဒါမှမဟုတ်ကန်ဂျမာကချက်စီကိုပမာတယောက်တည်းအားကိုးနိုင်မယ်မဟုတ်ဘဲနဲ့တခြားသောကစားသမားတွေနဲ့လည်းရက်တီနိုင်ဖန်တီးပေးသွားခဲ့တာလားဆိုတာကိုတော့ချက်စီတင်ရဲ့အခြေအနေတွေကိုစောင့်ကြည့်သွားဖို့ရှိနေကြတာပါ။ချက်စီတင်တော့ကတော့တကယ်အစင်မပြေကြရင်နဲ့ရင်ဆိုင်သွားခဲ့ရတာဖြစ်တယ်လို့ဆိုရမှာဖြစ်ပြီးဂိုးပမာချက်စီတင်တော့တကယ်ကိုနတ်ဖျားတစ်ပါးဖြစ်တယ်ဆိုတာအများကြီးပြောပြနေကြလို့မယ်မထင်ပါဘူး။မန်စီတင်ကလည်းချက်စီတင်စီရောက်လာခဲ့တဲ့လူငယ်လေးတယောက်မထင်ပါပဲလန်ဒန်ရောက်မှာတောက်ပလာခဲ့ပြီးတော့အသေးအမရှိမဖြစ်ကစားမတောက်ဖြစ်တဲ့တတ်မှတ်ခြင်းခံရအထိကိုမြင်တွေ့လာခဲ့ရတာပါ။ချက်စီတင်တော့ဂိုးပမာကယ်ရီရှင်နတ်ဖျားတစ်ပါးဖြစ်တယ်လို့ချက်စီဖြစ်ခြင်းနဲ့ဆန်နာတွေကိုဖြည့်ဆည်းပေးတဲ့ဂျိုကာလေးတစ်ကောင်လုံးဖြစ်နေတာပါ။ပြောရရင်ချက်စီတင်တော့ကတော့ဂိုးပမာဂျိုကာတစ်ကောင်လုံးထက်တောင်မှပိုခြင်းပိုပါအောင်မယ်။ football game မှာ Malphite နဲ့ Spoil Zone တို့မှာကစားလို့ရပြီးတော့မြန်မာချင်းမြန်မာ application နဲ့ body တပွဲကိုကျပ်10သိန်းထိကစားလို့ရနေပါပြီ။ဒါအပြင်မြန်မာချင်းနဲ့ပထမပိုင်းဒုတိယပိုင်းတွေပြင် slot game ပေါင်းများစွာကိုလည်းကစားလို့ရမှာဖြစ်ပါတယ်။တောင်မှမကျင်တဲ့သေးဘူးဆိုရင် Batman အိမ်မှာလည်းကျွဲကိန်းအဖိုးကြီးကိန်းအစရှိတဲ့နာမည်ကြီး slot game ပေါင်းများစွာကိုကစားနိုင်တာဖြစ်လို့တရားကိုင်တော့ငွေကြေးယုံကြည်စိတ်ချစွာကစားခြင်းနဲ့ဆိုရင်တော့ဖုန်းနံပါတ်39 63လုံး93လုံး53လုံးကိုခုပဲဆက်သွယ်လိုက်ပါ။ Opera တို့တခုသတင်းကောင်းပြောရမယ်ဆိုတော့ Malphite နဲ့ Spoil Zone တို့မှာဘောလုံးပွဲတွေကိုလည်း Direct Live ကြည့်ရှုလို့ရပါပြီ။ချက်စီရဲ့ကြာဆုံးနေဆွဲတဲ့မှာဂိုးပမာကယ်တင်ရှင်တယောက်လိုတောင်ဖြစ်ခဲ့ပြီးတော့ချက်စီတင်ကိုချန်ပီယံလိဝင်တနေရာစီရောက်အောင်တဖေးဖေးချင်းစီဆွဲခေါ်သွားခဲ့သူကဂိုးပမာပဲဖြစ်ပါတယ်။ရင်လုံးချက်စီတင်ကို Conference ဝင်တနေရာရအောင်ဆွမ်းဆောင်ပေးခဲ့သလို Conference ပြိုင်ပွဲဝေရောက်ရှင်ပြိုင်ခွင့်ရတော့လေချန်ပီယံဖြစ်အောင်ဂိုးပမာကအများကြီးဆွမ်းဆောင်ပေးထားခဲ့ပြန်တာပါ။အဲတော့ချက်စီတင်ကိုချန်ပီယံလိဝင်တနေရာရရှိအောင်ဂိုးပမာသူ့ရဲ့ရှိသမျှအင်အားနဲ့အစွမ်းကိုယုံပေးခဲ့ပြီးတော့အားလုံးရဲ့တဲချက်အားလုံးရဲ့ပြစ်မှတ်ကစားမဖြစ်အောင်ရုန်းကန်ကစားပေးခဲ့ပြီးချက်စီတင်ကိုအကောင်းဆုံးဥဆောင်ကစားခဲ့သူလည်းဖြစ်ပါတယ်။ဂိုးပမာနဲ့ပတ်သက်ရင်ချီးကျူးစရာတွေကတပုံကြီးလို့ဆိုမှဖြစ်ပြီးတော့ဘုံလုံးကမှာချန်ပီယံလိပွဲမှာကန်ပဲနဲ့ဘောလုံးတော်စုစကားတင်ရှင်း10ယောက်ထဲမှာပါဝင်နိုင်ခဲ့တဲ့ကစားမဆိုလို့ဂိုးပမာနဲ့နေမှာ2ယောက်ထဲသာရှိထားခဲ့တာဖြစ်ပါတယ်။ဒါဘာကြောင့်လဲဆိုတော့သူတို့ရဲ့စွမ်းဆောင်ရည်နဲ့ခြေစွမ်းနေကြအောင်ပါပဲ။ဂိုးပမာချက်စီတင်ကိုချန်ပီယံလိဝင်ခွင့်ရအောင်လှုပ်ဆောင်ပေးခဲ့လို့ကွန်ဖရင့်စီဖလားကိုလည်းရယူပေးခဲ့တဲ့သူပါ။ဒါနဲ့မလားဆိုတော့ကလပ်ကဖလားပြိုင်ပွဲမှာလည်းဥရောပချန်ပီယံ PSG အသင်းကိုအလဲလဲပြပြဖြစ်သွားအောင်လို့လှုပ်သွားခဲ့သူကလည်းဂိုးပမာပဲဖြစ်ပါတယ်။ PSG ကဂိုးပမာသွင်းကိုနဲ့ဂိုးဖန်တီးမှုတွေကိုခွင့်ပြုပေးခဲ့ရပြီးချက်စီတင်ကိုလက်မြောက်ဆုံးပေးဒူးထောက်သွားခဲ့တာဖြစ်ပါတယ်။ဥရောပပြည်ကြီးပါဆိုတဲ့ PSG ကိုပြီးခဲ့တဲ့ရာသီချန်ပီယံလိပွဲစဉ်တွေကနေလက်ရှိချိန်ထိလည်းဦးချိုးပြထားနိုင်တဲ့အသင်းကချက်စီတသင်းနဲ့သာရှိပြီးတော့ချက်စီတို့အဲ့လိုလှုပ်ပြနိုင်တာလဲသူတို့အသင်းမှာဂိုးပမာရှိနေခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။အဲ့လိုပဲချက်စီတင်တို့အရေးပါသူတယောက်ဖြစ်သလိုလိုအပ်နေတဲ့သွင်းကိုတွေလိုအပ်နေတဲ့စူပလာအောင်မြင်မှုတွေအတွက်ဂိုးပမာအဓိကစွမ်းဆောင်ပေးထားခဲ့သူဖြစ်ပြီးခုတော့ချက်စီတင်ကဂိုးပမာနိုဝင်ဘာလကုန်လောက်ထိအနားပေးသွားဖို့ရှိနေခဲ့ပါပြီ။စုံလင်ကြည့်ပြတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။